ဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကလူသားတိုင်းသိတဲ့နယ်လို့ကျွန်တော်ယုံကြည်မိပါတယ်။ကဘာကြီးကိုဘယ်သူတွေကတကယ်ကြီးစုနေတာလဲဆိုတဲ့အမေကွန်းဟာရာစုနှစ်ပေါင်းများစွာပေဟေလိဆန်ခဲ့ပြီးအဖြစ်တွေအမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့မျက်စိရှေ့ကမြင်နေရတဲ့အစိုးရတွေတမရတွေဝန်ကြီးချုပ်တွေကတကယ်အာဏာရှင်တွေဟုတ်ရဲ့လား။ဒါမှမဟုတ်သူတို့ရဲ့နောက်ွယ်မှာမမြင်ရတဲ့ကြိုးကင်သူတွေလှုပ်ဝက်အဖွဲ့အစည်းတွေငွေကြေးအင်အားကြီးမှတွေပုံကိုယ်တွေရှိနေသလား။ဒီမေကွန်းရဲ့အဖြစ်ကိုရှာဖွေရင်းကျွန်တော်တို့အားလုံးထိတ်လန့်အံ့ဩရမယ်လိုအပ်ချက်တွေကိုဒီဗီဒီယိုမှာဖွင့်ချသွားမှာဖြစ်လို့ဒီဗီဒီယိုအဆုံးထိစောင့်ကြည့်ပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးဘ ഹു တုတရစေမယ့်အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Nova မြန်မာဆိုတဲ့ YouTube Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဆိုတော့ဗီဒီယိုလေးစလိုက်ကြရအောင်ကမ္ဘာဘဏ္ဍာရေးစနစ်ရဲ့အမှောင်ထုတွေကလိုအပ်အင်အားကြီးတွေအကြောင်းကျွန်တော်တို့စတင်ပြီးတော့လေ့လာကြည့်ကြရအောင်မြင်သာတဲ့အစိုးရဘဏ်တွေနဲ့အဖွဲ့အစည်းတွေအပြင်ကမ္ဘာစီးပွားရေးကိုချုပ်ကင်ထားတဲ့တည်တံ့ပုဂ္ဂိုလ်အနေနဲ့မိသားစုတွေရှိနေတယ်လို့သတင်းအရင်းမြစ်အချို့ကဖော်ပြကြပါတယ်။သူတို့ဟာနိုင်ငံတကာငွေကြေးစည်းစိမ်မှုကိုထိန်းချုပ်ခြင်းကြီးမားတဲ့ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာတွေကိုပိုင်ဆိုင်ခြင်းနဲ့အဓိကစီးပွားရေးမူဝါဒတွေကိုနောက်ွယ်ရနေလွှမ်းမိုးခြင်းတွေပြုလုပ်တယ်လို့ဆိုပါတယ်။ Financial elite လို့ခေါ်ဆိုနိုင်တဲ့ဒီလူတွေဟာသူတို့ရဲ့ကြွယ်ဝမှုနဲ့ဩဇာအာဏာကိုအသုံးပြုပြီးနိုင်ငံရဲ့စီးပွားရေးကိုတောင်ကင်လှုပ်နိုင်တဲ့အခြေအနေမျိုးတွေရှိတယ်လို့ကြေကြေပြန့်ပြန့်ပြောဆိုကြပါတယ်။ဒါဟာကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ငွေကြေးဖောင်းပွားမှုစီးပွားရေးအကျပ်တဲတွေနဲ့ဆက်ဆက်မှုရှိနေနိုင်ပါတယ်။သူတို့ဟာလူမြင်ကွင်းကနေတက်နိုင်သမျှရှောင်ရှားကြပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကလိုဝက်နဲ့နေပါတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာကမ္ဘာစီးပွားရေးရဲ့အနာဂတ်ကိုပုံဖော်နေပါတယ်။ကမ္ဘာအကြီးဆုံးဘဏ်ကြီးတွေနဲ့ယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းကြီးတွေရဲ့ဩဇာအလည်းမသေးလှပါဘူး။ Investment fund တွေနဲ့ hedge fund တွေဟာနိုင်ငံအစိုးရတွေထက်တောင်ပုံမှန်ကြွယ်ဝချမ်းသာပြီးကမ္ဘာအရရက်မှာသူတို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုပြုလုပ်ထားကြပါတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်တစ်ခုဟာနိုင်ငံတစ်ခုရဲ့စီးပွားရေးကိုပြိုလဲစေနိုင်တယ်လို့တခါတရံမှာအစိုးရတွေကိုပါဖိအားပေးနိုင်တဲ့အင်အားမျိုးရှိပါတယ်။ဥပမာအားဖြင့်နိုင်ငံတစ်ခုရဲ့ကျွေးမြီးအပေါ်မှာသူတို့ရဲ့သဘောထားဟာအဲ့ဒီနိုင်ငံရဲ့ဘဏ္ဍာရေးအခြေအနေကိုကြီးမားစွာတက်ရောက်မှုရှိစေပါတယ်။သူတို့ဟာကမ္ဘာထိပ်တန်းစီးပွားရေးပညာရှင်တွေနိုင်ငံရေးသမားတွေနဲ့နှီးကပ်တဲ့ဆက်ဆံရေးတွေထားရှိလေရှိပြီးမူဝါဒချမှတ်မှုတွေကိုတွဲဝိုက်တော်နည်းလမ်းဖြင့်လွှမ်းမိုးတယ်လို့ယူဆကြပါတယ်။ဒီလိုမျိုးငွေကြေးအင်အားနဲ့နိုင်ငံရေးဩဇာကိုပေါင်းစပ်ထားတဲ့အဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်ချက်ဟာကမ္ဘာအာဏာတည်ဟန်ကိုပြောင်းလဲစေပါတယ်။ဗဟိုဘဏ်တွေရဲ့လှုပ်ဝက်ချက်ဆန်တဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားရပါမယ်။နိုင်ငံအများစုမှာဗဟိုဘဏ်တွေဟာအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့သူတို့ဟာတတိပုဂ္ဂလဆန်ပြီးတီချာရက်တီလေးရှိပါတယ်။ဗဟိုဘဏ်ရဲ့အဓိကလုပ်ငန်းကငွေကြေးမူဝါဒကိုချမှတ်ခြင်းနဲ့ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ခြင်းဖြစ်ပါတယ်။ဒါမဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေအထူးသဖြင့် interest rate သတ်မှတ်ခြင်းနဲ့ငွေကြေးရိုက်ထုတ်ခြင်းဒါမှမဟုတ်ပြန်သိမ်းခြင်းတွေဟာကမ္ဘာစီးပွားရေးကိုကြီးမားစွာတက်ရောက်မှုရှိပါတယ်။ဒီဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့ပုဂ္ဂိုလ်အနေငယ်ရဲ့အစည်းအဝေးဟာလှုပ်ဝက်လေးရှိပြီးပြင်ပကမ္ဘာကိုချက်ချင်းထုတ်ပြန်လိမ့်မရှိပါဘူး။ဒါဟာကမ္ဘာစီးပွားရေးရဲ့ရွေးလျားမှုကိုနောက်ကွယ်ရနေကြိုးကင်နေတဲ့အင်အားတရက်အဖြစ်ရှုမြင်နိုင်ပါတယ်။ကမ္ဘာမီဒီယာကြီးတွေရဲ့လက်ထက်အာဏာကလည်းထိတ်လန့်စရာပါ။လူတွေရဲ့အမြင်အတွေးခေါ်နဲ့ယုံကြည်ချက်တွေကိုပုံဖော်ရမှာမီဒီယာရဲ့အခန်းကဏ္ဍဟာအလွန်အရေးကြီးပါတယ်။ကမ္ဘာအနှံ့ပြသတင်းတွေအချက်လက်တွေကိုဘယ်လိုပုံစံနဲ့တင်ပြမယ်ဘယ်အကြောင်းအရာတွေကိုမီးမောင်းထိုးပြမယ်ဘယ်အရာတွေကိုလစ်လွတ်ရှုထားမယ်ဆိုတဲ့အဆုံးဖြတ်ချက်တွေဟာလူတို့ရဲ့အမြင်ကိုလွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ကြီးမားတဲ့ media conglomerates တွေဟာကုမ္ပဏီကြီးအနှဲငယ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးသူတို့ရဲ့သတင်းတင်ဆက်မှုဟာတီချာအကျိုးစီးပွားတွေနဲ့ဆက်ဆက်နေပါတယ်။ဒါဟာလူတို့ကိုမှန်ကန်တဲ့သတင်းအချက်လက်တွေရရှိဖို့ခက်ခဲစေပြီးအမှန်တရားကိုဖုံးကွယ်ထားနိုင်ပါတယ်။မီဒီယာကနေဝါဒဖြန့်ချီခြင်းနဲ့လူထုစိတ်ကိုထိန်းချုပ်ခြင်းဟာကမ္ဘာကိုအုပ်ချုပ်တဲ့နည်းလမ်းတစ်ခုဖြစ်နေနိုင်ပါတယ်။အချို့သောနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့တိတ်ဆိတ်တဲ့လှုပ်ဆောင်မှုတွေကလည်းအာဏာပိုင်စိုးမိုးမှုရဲ့နောက်ထပ်ပုံစံမျိုးဖြစ်ပါတယ်။ World Economic Forum, Council on Foreign Relations လိုမျိုးလူသိနေတဲ့အဖွဲ့အစည်းတွေဟာကမ္ဘာထိပ်တန်းခေါင်းဆောင်တွေစီးပွားရေးလုပ်ငန်းရှင်တွေပညာရှင်တွေစတဲ့အရေးပါတဲ့ပုဂ္ဂိုလ်တွေကိုပုံမှန်စုစည်းပြီးကမ္ဘာလုံးဆိုင်ရာအရေးကိစ္စတွေကိုဆွေးနွေးတိုင်ပင်ကြပါတယ်။ဒီအစည်းအဝေးတွေကနေထွက်ပေါ်လာတဲ့အကြံပြုချက်တွေမူဝါဒဆိုင်ရာချမှတ်မှုတွေဟာနိုင်ငံအစိုးရတွေပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ပြည်သူတွေတိုက်ရိုက်ရွေးချယ်ထားခြင်းမဟုတ်တဲ့ဒီလိုအဖွဲ့အစည်းတွေရဲ့နောက်ွယ်ရလှုပ်ရှားမှုတွေဟာကမ္ဘာနိုင်ငံရေးရဲ့စီးပွားရေးဥတီချက်ကိုသတ်မှတ်နေတဲ့တန်တရားတွေရှိနေပါတယ်။ဒါဟာမြင်သာတဲ့နိုင်ငံရေးစနစ်ထက်ပိုမိုနှက်ဆိုင်တဲ့ကမ္ဘာလုံးဆိုင်ရာ governance ပုံစံဖြစ်နိုင်ပါတယ်။လှုပ်ဝက်အဖွဲ့အစည်းတွေဒါမှမဟုတ်ထိပ်တန်းပုဂ္ဂိုလ်များရဲ့အလွန်အမင်းတီးတန့်ဆန်တဲ့အစုအဖွဲ့တွေရဲ့ဩဇာအာဏာကကမ္ဘာအာဏာတည်ဟန်နဲ့ပတ်သက်ပြီးအမြဲပြောဆိုကြတဲ့အကြောင်းအရာပါ။ Federal Group လိုမျိုးနှစ်စဉ်ကျင်းပတဲ့အစည်းအဝေးတွေမှာကမ္ဘာအရေးပါတဲ့ပုဂ္ဂိုလ်တွေဟာတိတ်တိတ်ဆိတ်ဆိတ်စုံစည်းပြီးကမ္ဘာအရေးကိစ္စတွေကိုဆွေးနွေးကြတယ်လို့နာမည်ကြီးပါတယ်။ဒီအဖွဲ့အစည်းတွေဟာလှုပ်ဝက်ချက်တွေများပြီးသူတို့ဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ချမှတ်တဲ့ဆုံးဖြတ်ချက်တွေကိုပြင်ပကမ္ဘာအတိအကျသိရှိရခဲ့ပါတယ်။ဒီလိုမျိုးလှုပ်ဝက်ဆန်တဲ့စုဖွဲ့မှုတွေဟာကမ္ဘာအဖြစ်အပျက်တွေကိုနောက်ွယ်ကနေလှုပ်ဝက်ကြိုးကိုင်နေတဲ့ဆိုတဲ့ theory တွေကြင်ပြန့်ထွက်ပေါ်နေပါတယ်။တကယ်တော့ဒီလိုအဖွဲ့အစည်းတွေရဲ့တည်ရှိမှုနဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေဟာ
ကဘာကိုတကယ်ကြီးစိုးသူတွေကဘသူတွေလဲဆိုတဲ့မိကွန်းကိုပုံမှုရှုပ်ထွေးစေပါတယ်ခေတ်သစ်ကဘာမှာအချက်လက်တွေကိုထိန်းချုပ်ထားတဲ့ Big Tech ကုမ္ပဏီကြီးတွေရဲ့အင်အားဟာအံ့ဩစရာပါလူတိုင်းနီးပါးအသုံးပြုနေတဲ့လူမှုကွန်ရက်တွေရှာဖွေရေးအင်ဂျင်တွေနဲ့နည်းပညာပလက်ဖောင်းကြီးတွေဟာကျွန်တော်တို့ရဲ့ကိုရေးကိုယ်တာအချက်လက်တွေအကြိုက်တွေနဲ့အပြုအမူတွေကိုအသေးစိတ်သိရှိနေကြပါတယ်ဒီအချက်လက်တွေကိုအသုံးပြုပြီးသူတို့ဟာလူတွေရဲ့အတွေးခေါ်ဆုံးဖြတ်ချက်တွေနဲ့နိုင်ငံရေးဆိုင်ရာမဲဆွယ်စည်းရုံးမှုတွေမှာလူတို့ဦးချင်းရဲ့အကြိုက်နဲ့ကိုက်ညီအောင်ပြစ်မှတ်ထားကြီးညာခြင်းတွေဟာရွေးကောက်ပွဲရလဒ်တွေကိုတော့ပြောင်းလဲနိုင်တဲ့အလားအလာရှိပါတယ်အချက်လက်ဆိုတဲ့အဖိုးတန်ဆုံးပစ္စည်းကိုပိုင်ဆိုင်ပြီးလူသားတွေရဲ့စိတ်ကိုတောင်ထိန်းချုပ်နိုင်တဲ့ဒီနည်းပညာကုမ္ပဏီကြီးတွေဟာကမ္ဘာကိုတိတ်တိတ်ဆိတ်ဆိတ်အုပ်ချုပ်နေတဲ့အင်အားတရဖြစ်နေနိုင်ပါတယ်ကမ္ဘာနိုင်ငံတွေရဲ့ထောက်လှမ်းရေး agency တွေရဲ့လှုပ်ဝက်စစ်ပွဲတွေကလည်းကမ္ဘာအာဏာတည်ဟန်ကိုပုံဖော်ရမှာအရေးပါတယ်အခမ်းကဏ္ဍအနေပါဝင်ပါတယ် intelligence agency တွေဟာနိုင်ငံတနိုင်ငံရဲ့လုံခြုံရေးအတွက်လိုအပ်ပေမဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေဟာပြင်ပကမ္ဘာအတိအကျမသိနိုင်တဲ့လှုပ်ဝက်နယ်ပယ်ထဲမှာရှိပါတယ်သူတို့ဟာနိုင်ငံသားတွေရဲ့သတင်းအချက်အလက်တွေကိုစုဆောင်းခြင်းထောက်လှမ်းခြင်းနဲ့လှုပ်ဝက်စစ်စင်ရေးတွေကိုလှုပ်ဆောင်ခြင်းတွေပြုလုပ်ပါတယ်ဒီလှုပ်ဆောင်မှုတွေဟာနိုင်ငံတကာဆက်ဆံရေးပေါ်ကြီးမားတဲ့တက်ရောက်မှုရှိစေနိုင်ပြီးတခါတရံမှာနိုင်ငံရေးအခြေအနေတွေကိုတောင်ပြောင်းလဲစေပါတယ်ထိပ်တန်းအင်အားကြီးနိုင်ငံတွေရဲ့ထောက်လှမ်းရေး agency တွေရဲ့ကမ္ဘာအနှံ့ကလှုပ်ရှားမှုတွေဟာမမြင်ရတဲ့ကြိုးဆွဲကစားပွဲတစ်ခုလိုဖြစ်နေပြီးဒါဟာကမ္ဘာကိုတကယ်ကြီးစိုးတဲ့အင်အားစုတွေထက်တစ်ခုဖြစ်နိုင်ပါတယ်ရာစုနှစ်ပေါင်းများစွာဩဇာအာဏာကြီးမားခဲ့တဲ့မိသားစုကြီးတွေရဲ့လက်ရှိအခမ်းကဏ္ဍကိုလည်းမမေ့သင့်ပါဘူးအချို့သော dynasty တွေဟာဗန်လုပ်ငန်းရေနံလုပ်ငန်းစက်မှုလုပ်ငန်းစတဲ့နယ်ပယ်မျိုးစုံမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပိုင်ဆိုင်မှုတွေရှိကြပါတယ်သူတို့ရဲ့ဘိုးစဉ်ပေါင်းဆက်စုဆောင်းလာတဲ့ကြွယ်ဝမှုနဲ့ချိတ်ဆက်မှုတွေဟာနိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးနယ်ပယ်အသီးသီးမှာဩဇာလွှမ်းမိုးမှုတွေရှိစေပါတယ်သူတို့ဟာနိုင်ငံရေးသမားတွေစီးပွားရေးခေါင်းဆောင်တွေနဲ့နီးကပ်တဲ့ဆက်ဆံရေးတွေအထားရှိပြီးအဓိကဆုံးဖြတ်ချက်တွေကိုတွယ်ဝိုင်းတဲ့နီးလန်းနဲ့လွှမ်းမိုးနိုင်ပါတယ်လူအများစုကသူတို့ရဲ့အကြောင်းသတိမှထားမိကြပေမဲ့ဒီလိုမျိုးရှိကြပြီးအင်အားကြီးမားတဲ့မိသားစုတွေဟာကမ္ဘာအာဏာတည်ဟန်တဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေနိုင်ပါတယ်သူတို့ရဲ့မျိုးဆက်တစ်တွေဟာလည်းအလားတူပဲကမ္ဘာရေးရာတွေမှာပါဝင်နေပါတယ်အနာဂတ်မှာကမ္ဘာကိုဘယ်သူကအုပ်ချုပ်မလဲဆိုတဲ့အမေးခွန်းအတွက်စဉ်းစားစရာအဖြေတစ်ခုကတော့လူသားမဟုတ်တဲ့ဉာဏ်ရည်ဉာဏ်သွေးပါပဲ Artificial Intelligence ရဲ့တိုးတက်မှုနှုန်းဟာအလွန်မြန်ဆန်ပြီးအနာဂတ်မှာလူသားတဲ့ပုံမူထက်မြက်တဲ့ဉာဏ်ရည်တွေပေါ်ပေါက်လာနိုင်တယ်လို့လည်းပညာရှင်တွေကခန့်မှန်းကြပါတယ် AI ဟာကမ္ဘာစီးပွားရေးနည်းပညာစစ်ရေးစတဲ့နယ်ပယ်အသီးသီးမှာကြီးမားတဲ့ဩဇာလွှမ်းမိုးမှုရှိလာနိုင်ပါတယ် AI စနစ်တွေကိုထိန်းချုပ်တဲ့သူတွေဒါမှမဟုတ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ AI တွေဟာကမ္ဘာကိုလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အင်အားဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်လာခဲ့ရင်ကမ္ဘာကိုအုပ်ချုပ်မဲ့သူဟာလူသားဟုတ်ချင်မှဟုတ်တော့မယ်လို့စိုးရိမ်မှုတွေရှိနေပါတယ်ဒါဟာကျွန်တော်တို့ရင်ဆိုင်ရမယ့်အနာဂတ်ရဲ့အကြီးမားဆုံးမေးခွန်းတွေထဲကတစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာကကမ္ဘာကိုတကယ်ကြီးစိုးတဲ့သူတွေကဘယ်သူတွေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပုံမနားလေသဘောပေါက်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့မျက်စိရှိကမြင်နေရတဲ့အရာတွေထက်ပုံမနှက်ဆိုင်တဲ့အမှန်တရားတွေနောက်ွယ်ကအကျိုးကိုက်မှုတွေရှိနေနိုင်တယ်ဆိုတာကိုတွေးတောဆင်ခြင်နိုင်ပြီလို့ထင်ပါတယ်ဒီလိုမျိုးလူတိုင်းသိတဲ့လှုပ်ဝက်ချက်တွေနဲ့ဘုသူတရစရာအကြောင်းအရာတွေကို Nova မြန်မာကနေအမြဲတမ်းတင်ဆက်ပေးသွားဦးမှာမို့နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေလာဖို့ရှိနေပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးကြိုက်နှစ်သက်တယ်ဆိုရင် like share subscribe နှိပ်ဖို့မမေ့ပါနဲ့ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့